အမေဒါတမီးပြပြနေတမီးကောင်းလေးလေ အော်အေးအမေတို့ကပြောနေကြအောင်နော်တမီးကော်ဖီတောက်ပြလိုက်ဦး အမေအိမ်မှာအစီအစဉ်ကြီးကတက်လို့ရအောင်စိတ်ဝင်စားနေရ2သိန်းကျော်တဲ့ပကြီးကဝဲလာတယ် အော်အေးဒါနဲ့မင်းကဘာလို့လောက်တာလဲ ကျွန်တော်ကတင်းတဲ့ပစ္စည်းတွေရောင်းလာပြီ အော်ရွှေတွေရောင်းတာလား ဟုတ်ကဲ့ခဏနေရှိနေရောင်းတယ် အော်အေးဒါနဲ့မင်းကကြောင်းပြီးသွားပြီလား ကျွန်တော်လားဘွဲတော်ရယူပါပြီ အော်ဟုတ်လားဘာဘွဲ့လဲ နီကယ်ဘွဲ ဒါနဲ့မင်းကငါသမီးကိုတင်တော့တင်နိုင်ထားနိုင်လား စိတ်ချအမေချင်းဝင်းမိမြောင်လည်းမိမြောင်ထားပြီ ဟုတ်လားဒါဆိုရွှေတွေငွေတွေနဲ့ပြည့်စုံထားပေးမှာပေါ့နော် မွေးတွေကိုရိတ်ပြီ ဘာလာကစားနေခုချင်းထားတော့နောက်ကငါအိမ်ကိုလည်းမလာနဲ့ငါအိမ်ရိုက်ကိုတော့မနင်းနဲ့